ရှင်ရှင်း မပါတော့ဆရာတော်ကြီးစာအောင်ကဟီခတက်ပါကြောင့်ပါလေမြေပပူတီးပြီးပါလဲနာရလေရှင် အော်ဒီဒီမှာလည်းနာရတယ်ဘာကျော်ဆရာတော်ကြီးဟိဒီအော်တမတရားသမီးကဘာကျော်ဆရာတော်ကြီးတရားဆိုတော့ကြိုက်တယ်နော်အမြဲနာစားအော်လည်းဖတ်တယ်အဲ့ဆိုသမီးမေပြောမယ်အဲ့ဆိုပိုကအဲ့ဒီဟိဒီအော်တမအကြောင်းကိုသမီးနားလေသလားမေကိုပြောကြည့် ဟုတ်ကဲ့ဟီခတက်ပါဆိုတာတဲ့မကောင်းမှုလုပ်ရမှာကိုရှက်တယ်တဲ့မကောင်းမှုလုပ်ရမှာကိုလေကြောက်တယ်တဲ့လောကလောက်တရားနှစ်ပါးရှိတယ်မေမေအဲ့ရကလည်းဟီခတက်ပါပဲ အော်ဟုတ်ပြီ ဟီဆိုတာကိုဂုံတိတ်ခါကိုထိန်းတာ ဟုတ်ပြီ အဲ့ဒါကြောင့်မကောင်းမှုလုပ်ရမှာကိုရှက်တယ် အော်ဆက်တယ်ဟုတ်ပြီ ကိုတက်ပါဆိုတာကျတော့ပတ်ဝန်းကျင်ကိုလေးစားတာ တောင်းဝန်းကျင်ဦးလေးစား အဲ့ဒါကြောင့်မကောင်းမှုလုပ်ရမှာကိုကြောက်တယ်လို့ ကြော ပြော က် တာ တယ်ဟုတ်ပြီ ကိုကအကူတို့တခုခုလုပ်တော့မယ်ဆိုဟီကိုတက်ပါရှိရင်အော်ငါဂုံတိတ်ခါလေးပြတ်တော့မယ်ဆိုတော့မလုပ်ချင်တော့ဘူး လောက်ပြီတော့ နောက်တော့ပတ်ဝန်းကျင်ကိုလေးစားတော့သူများပြောမှကြောက်လို့မလုပ်ချင်တော့ဘူးအဲ့ဒါကြောင့်မို့ဟီတဲ့ဖတ်ပါနေဆက်နေလို့ အော်ဟုတ်ပြီအဲ့ဟိုနေ့ဆရာတော်ကြီးဟောတယ်နော်ဆရာတော်ကြီးကဘာနဲ့ဥပမာပြသွားနေလဲ ဟိုကလေအရက်တောက်တယ် အရင်တောင်းတဲ့လူနဲ့ဥပမာပြအဲ့ဆိုပိုကအဲ့ဆိုဒီနေ့တိုင်းပိုကမကောင်းမှုမှန်သမျှကိုမလုပ်နဲ့ဟမ်ငါဘာဖြစ်လို့ဆိုမကောင်းမှုလုပ်ရတာဆက်စရာ မကောင်းဘူးတော့မှာငါကြော ကြော က် က် စ စ ရာ ရာဟုတ်ပြီလောကကြီးမှာတဲ့ဟိရိဩတ္တပတရားနဲ့ကနေမယ်ဆိုလောကကြီးဘာဖြစ်လဲအေဂျင့်နဲ့တာရတယ်နော်မှတ်ထားနော်မေတ္တမီ ကဲ